Hello အားလုံးကိုမင်္ဂလာပါကျမဒီနေ့ကတော့တစ်ဖက်တူလေးနဲ့ထမင်းစားလိုက်အောင်မယ်ဆိုပြီးအစီအစဉ်လေးဆွဲထားတယ်ဘာဖြစ်လို့လဲဆိုမစားရလဲကြာပြီဆိုတော့လေနော်ပြီးလို့ရှိရင်ကျမအိမ်ကိုပြန်လာတော့ချက်စားမဲ့အချိန်လည်းမရှိဘူးဒီနေ့ကနည်းနည်းနောက်ကျသွားတယ်ပေါ့နော်ချက်ဖို့အချိန်မရတဲ့ချိန်လက်ဖက်တူလေးနဲ့မစားလိုက်တော့မယ်လက်ချဟင်းလေးနဲ့ပြီးလို့ရှိရင်ဘာလဲချောင်းကြော်လေးနဲ့ပဲစားလိုက်တော့မယ်နော်ဒီနေ့ဆိုကျမအခုခရမ်းကျင်ကြီးလေးကိုပပလေးထည့်လိုက်တယ်ကော်ဖီထုတ်လေးကိုလည်းပပလေးထည့်လိုက်တယ်ကျက်တင်ဖြူကိုလည်းပပလေးထည့်လိုက်တယ်ပြီးမြုပ်ပြီးကိုလည်းပပလေးထည့်လိုက်တယ်ကျမမငယ်ပြီးစိတ်မရှိဘူးအမေပဲထည့်လိုက်တယ်ပြီးလို့ရှိရင်အကျော်စားလေးပါလေးထည့်အကုန်ထည့်ကျမရိုးရိုးလေးပဲလုပ်ပါတယ်လက်ဖက်တုပ်လေးနဲ့စားကြတော့လေနော်စားချင်တော့လေရှိတာလေးနဲ့ပဲလှုပ်စားလိုက်တာပေါ့နော်ဒါကလက်ဖက်လေးနည်းနည်းထည့်လိုက်တယ်မြန်မထည့်ချင်ညဆိုတော့အိတ်မပြောပဲနေမှာဆိုလို့လေအဲကြောင့်ကျမနည်းနည်းပဲထည့်လိုက်တယ်ဆိုစီလေးပါလေးဖြန့်လိုက်တယ်ပြီးလို့ရှိရင်နည်းနည်းလေးတမယာလေးညှစ်လိုက်တယ်ပြီးလို့ရှိရင်စားလေးနည်းနည်းလေးဖြူလိုက်တယ်ပေါ့နော်ဒါနဲ့ပဲကောင်းကောင်းလေးနေလိုက်တယ်နော်ကောင်းကောင်းလေး share နေလိုက်တယ်နေပြီးတော့ဒီမှာစားချင်စရာလေးနော်စားချင်စရာလေး OMG look at this say it's the to basuna you guys so ကျမဒီထမင်းလေးနဲ့ထမင်းနဲ့တပတက်လေးနဲ့ဒါကိုကြတော့နေပါလီဒေါ်လီခရဆာနီလို့ပြောတယ်နော်ဆိုဒါနည်းနည်းလေးလက်ချံစသားလေးနဲ့ဒါဗလာချောင်းကြော်လေးနဲ့နော်နည်းနည်းလေးကျမကို ready ဖြစ်ပါပြီYou made it ready by CQ Burmese Kana. Thank you so much for watching. Bye bye.